တခြားသူတွေဘာကြောင့်ဟုတ်ကဲ့လို့ပြောလိုက်မှသူတို့ကိုယ်တိုင်တော့မသိလိုက်ပဲလူတွေကိုသဘောတူခွင့်ပြုစေနိုင်တဲ့စွမ်းအားတင်ရမှုတယ်လို့မြင်အောင်ကြည့်ပါတင်အထက်လူကြီးတင်တငယ်ချင်းဒါမှမဟုတ်လူစိမ်းတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့ဒါဟာမျက်လက်တစ်ခုလို့ထင်ရပေမဲ့တကယ်တော့မဟုတ်ပါဘူးဒါဟာစိတ်ပညာကိုအသုံးချထားတာဖြစ်ပါတယ်လူတွေရဲ့ဆုံးဖြတ်ချက်တွေကိုချုပ်ကင်ဖို့အသုံးချလက်ရှိတဲ့လွှမ်းမိုးမှုလှည့်ကွက်၅ခုနဲ့တင်အပေါ်မတက်ရောက်ခင်ဘလို့ကြိုတင်ရိပ်မိအောင်လုပ်ရမလဲဆိုတာပဲဖြစ်ပါတယ်လှည့်ကွက်နံပါတ်5ရွေးချယ်ခွင့်အယောင်ပြခြင်းလူတွေဟာအချုပ်ကင်ခံရတယ်လို့ခံစားရရင်တွန်းလှန်တတ်ကြပါတယ်ဒါကြောင့်ကြိုးကင်သူတွေဟာရလက်တစ်ခုတည်းစီဦးတည်နေတဲ့ရွေးချယ်တရားနှစ်ခုကိုပဲကန်လန်လေးရှိတယ်သူတို့ကအပြင်သွားမလားလို့မမေးပါဘူးအဲ့ဒီအစားငါတို့ Pizza Hut သွားမလားဒါမှမဟုတ် McDonald's တင်သွားမလားလို့မေးတယ် Domino's သွားမလားလို့မေးတတ်ကြပါတယ်တင်ကတော့ကိုယ်တိုင်ရွေးချယ်လိုက်ရတယ်လို့ခံစားရပေမဲ့တကယ့်ဆုံးဖြတ်ချက်ကတော့ကြိုတင်သတ်မှတ်ပြီးသားဖြစ်နေပါပြီလှည့်ကွက်နံပါတ်4ဟုတ်ကဲ့လှည့်ရတယ်ဒါကတော့တယောက်ယောက်ကတောင်းဆိုချက်အသေးလေးတွေနဲ့စတင်ပြီးတကယ့်ရည်ရွယ်ချက်အစစ်စစ်ကိုဖြည်းဖြည်းချင်းတက်လှမ်းသွားတဲ့နေရာပါပထမဆုံးအကူအညီအသေးမွှားလေးတစ်ခုလောက်တောင်းလို့ရမလားနောက်တော့10မိနစ်လောက်ကူညီပေးလို့ရမလားအဲ့ဒီနောက်ဒီတစ်ခုလုံးကိုပဲတောင်းဝင်ယူပေးလို့ရမလားဒီဖြစ်လာတာပါဟုတ်ကဲ့လို့တစ်ချိန်ပြောပြီးတိုင်းနောက်ထပ်ဟုတ်ကဲ့လို့ပြောဖို့ကပိုပြီးလွယ်ကူသွားစေပါတယ်တကယ့်အဓိကအရေးကြီးတဲ့တောင်းဆိုမှုရောက်လာတဲ့အခါမှာနင်းပယ်ဖို့ကထူးဆန်းစွာပဲအားနာစရာကောင်းနေပါလိမ့်မယ်ကိုကာကွယ်ဖို့တောင်းဆိုချက်တစ်ခုချင်းစီကိုတီးခြားစီဆုံးဖြတ်ပါအတိတ်ကသဘောတူခဲ့တာဟာအနာဂတ်အတွက်ပါသဘောတူဖို့အကျွေးတင်နေတာမဟုတ်ပါဘူးလဲကွယ်နံပါတ်3အပြစ်ရှိစိတ်ထောင်ချောက်အပြစ်ရှိတယ်လို့ခါစားရတဲ့စိတ်ကစင်ကျင်တုံတရားကိုအဟင်အမြန်ကြော်လွန်သွားနိုင်ပါတယ်တယောက်ယောက်ကမင်းတို့ငါအရာရာလုပ်ပေးခဲ့တာတော့မင်းကဒီတစ်ချက်လေးတောင်ပြန်မလုပ်ပေးနိုင်ဘူးလားလို့ပြောလာတာမျိုးပါအဲ့ဒီချိန်မှာသင်ဟာလွတ်လပ်စွာမဆုံးဖြတ်နိုင်တော့ပဲကိုယ့်ရဲ့စိတ်ဓာတ်ကိုကာကွယ်ဖို့ကြိုးစားနေရပါပြီအဲ့ဒီဖိအားကပဲထောင်ချောက်ဖြစ်ပါတယ်ဒီတဲကယုံထွက်ဖို့နီးလန်းကတော့ကြီးစုတိတက်ခြင်းနဲ့တာဝန်ဝတ္တရားကိုခွဲခြားဖို့ပါပဲတဦးတယောက်အပေါ်ကြီးစုတင်နိုင်တယ်လို့လိုအပ်ရင်ဟင်းအင်းလို့လည်းညင်းပယ်နိုင်ပါတယ်လွှဲကွက်နံပါတ်2မှတ်ဉာဏ်အတူအတင်းရိုက်သွင်းခြင်းအကြောင်းအရာတစ်ခုကိုယုံကြည်မှုအပြည့်သေးစိတ်ချနဲ့ခံစားချက်ပါအချင်းချင်းပြောဆိုနေမယ်ဆိုရင်လူတွေကအဲ့ဒါကိုမစိစိရသေးတဲ့တောင်အမှန်တရားလိုမျိုးရင်းနှီးစွာလက်ခံလာတတ်ကြပါတယ်ဒါကြောင့်မလို့ဆောင်ပုတ်တွေကောလာဟလတွေနဲ့ချဲကားထားတဲ့အောင်မြင်မှုဇာတ်လမ်းတွေဟာအထက်ထက်ကြားရဖန်များတဲ့အခါအမှန်တရားလိုဖြစ်လာတာပါတင်ရဲ့ခုခံကာကွယ်မှုကတော့တက်တည်အထောက်ထားပါပဲအရေးကြီးတဲ့ကိစ္စဆိုရင်အချင်းချင်းပြောနေတာကိုမယုံပါနဲ့ဒါဘဲကနေလာတာလေလို့မြင်ရမှာလွှဲကွက်နံပါတ်1နှိမ့်ဆက်ခြင်းရဲ့စွာအားနှိမ့်ဆက်မှုဟာဖိအားကိုဖန်တီးပေးပါတယ်တင်းမာတဲ့အခြေအနေတစ်ခုမှာလူတွေဟာအဲ့ဒီအခြေအနေကိုဖြေဖျောက်ဖို့စကားတွေအလောတကြီးဝင်ပြောတတ်ကြတယ်အများကြီးရှောက်ရှင်းပြတတ်ကြတယ်ဒါမှမဟုတ်စိတ်မသက်မသာဖြစ်မှုကိုအဆုံးသတ်ဖို့သဘောတူလိုက်တတ်ကြပါတယ်ကျွမ်းကျင်တဲ့ကျူးကင်သူဟာဒါကိုသိပြီးငြိမ်သက်စွာစောင့်ဆိုင်နေတတ်ပါတယ်ဒါပေမဲ့တင်ကိုယ်တိုင်အညံ့မခံတဲ့ပြီးတော့တိတ်ဆိတ်မှုဟာတင်ကိုမချုပ်နိုင်တော့ဘူးအသက်ဝဝရှူပါအချိန်ယူပါတယောက်ယောက်ကစကားစဖြတ်လိုက်ရုံနဲ့တင်ချက်ချင်းပြန်ဖြေစရာမလိုပါဘူးဒီလက်ကွက်တွေဟာထူးခြားဆန်းပြတဲ့အရာတွေမဟုတ်ပါဘူးလူသဘာဝတွေကိုပဲလူအကျိုးစီးပွားအတွက်ပြန်အသုံးချထားတာဖြစ်ပါတယ်ဒါကိုတင်ယူရခြင်းဟာတခြားသူတွေကိုချုပ်ကင်ဖို့မဟုတ်ပဲတင်အပေါ်ချုပ်ကင်မှုတွေကြုံလာတဲ့အခါရိပ်မိသိရှိနိုင်ဖို့ဖြစ်ပါတယ်